နောက်တစ်ခုကလည်းနော်ဟိုအဖွဲ့ဝင်မဲ့သူတွေကဒီညာလဲဝင်လို့ရတယ်မနက်ဖြန်မနက်ကို10နာရီ17နာရီလောက်ထိကျွန်တော်အဖွဲ့ဝင်လက်ခံပါတယ်နော်ကိုလေးစစ်ကိုင်းတဲ့ဖုန်းနံပါတ်ကတော့နော်တုံးလိုက်ရဲ့ comment ထဲမှာရေးပေးထားမယ်နော်ဒီညာလဲဝင်လို့ရတယ်မနက်ဖြန်မနက်ကို10နာရီ17နာရီလောက်ထိကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးထားပါတယ်နော်ဟုတ်ကဲ့ပါဝမ်းသာပါတယ်ပုံမှန်သွားတာတဲ့ဟိုဘက်ကဟုတ်ကဲ့ပါဝမ်းသာပါတယ်ကိုနိုင်နဲ့ဝင်မဲ့ကိုထမ်းပါနော်ဝင်ပြီတဲ့ဟုတ်ကဲ့ပါကျွန်တော်ပြောပြတာနော်ဟိုရှေ့တစ်ဘက်ကဝင်တဲ့လူဟောင်းတွေကိုပြန်ပြီးတော့ဝင်มาလို့ပြောချင်တယ်နော်လူသစ်တွေမလာနေကျွန်တော်လူဟောင်းတွေပြန်လာခဲ့ဒီဘက်မှာကျွန်တော်လုံးဝအဓိကဗုဒ္ဓဦးကိုလုံးဝမကြော်စေရဘူးနော်အဖွဲ့ဝင်ဇာတို့တခါလေဒီညလိုက်ထီကပြောခဲ့တယ်အဖွဲ့ဝင်ဇာတို့စောထွက်လာရင်လေကိုလင်းရေစောသွားပါလာပြီးတော့လာမပြောနဲ့အနက်ဖြန်စပြီးတော့ကိုလို့ဆက်ရှိတာကိုလို့နော်